Hello တိုင်းတို့ဒီဗီဒီယိုကတော့ Spider-Man event နဲ့စအောင်ပေါ့ကွာ event နဲ့ကိုစေးစေးချင်းအဝေးပြေးရတော့တာပဲကံကောင်းကျင်တော့ Cisco လေးကလည်းပါလာအဲ့ဒါနဲ့ငါတိုက်အောက်ကကောင်လှမ်းပြီး headshot လေးပြစ်လိုက်တာကွာတော့လို့ငါသွားမယ်အလို့သူ့ရဲ့ teammate ကိုလှမ်းမြင်လိုက်လို့ကွာငါ position လေးယူပြီးပြန်ပြစ်နေတာအဲ့တော့ဟိုအကောင်ကသူ့ဘေးကနေပြစ်လို့ပြစ်နေမှမသိဘူးတော့ကွာကောင်းရောအမဒီနေရာမှာလည်းပင်းလူသားလေးပြောင်းပြီးတော့ကွာတိုက်ပေါ်အတက်ပဲရှိသေးရဲ့အပေါ်ကနေစီးပြလို့ပြန်ပြရသေးရဲ့ဟေးအောင်ရေးရောရှော့အဲ့လိုနဲ့ဆက်စီလွေးလေးနဲ့ငါပတ်ပြေးနေတာကွာပြီးတွေးအောင်မဖြစ်ရသေးဘူးပြည့်နေပြန်တယ်တဲ့အဲ့ဒါနဲ့ပြန်ပြည့်လို့ငါလည်းပြန်ပြရတာပေါ့ကွာအဲ့ကောင်လည်းရောရှော့လိုက်တာပေါ့ပြီးပင်းကူပြောင်းတာကွာထပ်ပြစ်ခရပြန်တယ်တဲ့ကောင်းနေရောပဲရမလဲငါပဲသူ့ထပ်ရှော့တာပေါ့တာကြီးရဲ့တိုင်းယူစပိုင်ဒါမန်ကတော့ရုပ်ရှင်ထဲမှာသူ့စော်ကိုမကင်နိုင်လိုက်တာငါ့ကိုတော့ကင်နိုင်တာဒါယူရဲ့တဲ့အားပြကြသွားတော့စပိုင်ဒါမန်လိုက်ကြတာအဲ့ဘက်ကဆောင်းလန်းတော့ဒါယူတို့ Your friendly neighborhood Spider-Man to the rescue. စပိုင်ဒါမန်ဖြစ်နေရဆိုပြီးတော့လေစလိုက်ပါစကိန်းကိုထင်မသိလဲနဲ့တော့ကောင်းလေးကြီးဟက်ရှော့ပြစ်မှာယူခသွားမယ်နော်ကြည့်လိုက်တာယူတို့ကဲတာယူတို့ဗီဒီယိုတော့ဒီလောက်ပါပဲကြိုက်နေတတ်တယ်ဆို like and share follow လေးနဲ့ကြည့်သွားကြအောင်တာယူ